ယောမတရံပိတရံဝါစိဏကံကတရွတ်ဖနံအမေနဲ့အဖေအိုမေးမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတတ်နိုင်ရဲ့သားနဲ့ကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရဲ့သားနဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်သူယုံမှလို့ပဲမှတ်လိုက်ပါတဲ့။နောက်ဒီတစ်ခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာ။သူယုံမှဆိုတာဘယ်သူမှမဖြစ်ချင်ဘူးလေ။ဝတ္တလအောက်တန်းစားတဲ့အန်တက်ချေပေါ်ပဲခုနဘလောက်ဇမ်းမြင့်တဲ့လူဖြစ်ဖြစ်ဇမ်းနိုင်မဲ့တာ။ဘာလို့လဲဆိုသူ့အမှုအကျင့်ကသူယုံမှရဲ့အမှုအကျင့်ကိုအမှုအကျင့်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်းဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်။ဇမ်းနဲ့မတတ်မှတ်ဘူး။ဒါမို့ကမ္မုနာနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိဖြစ်မလို့ဒါအိန္ဒိယမှာဆိုတိတ်ထိပ်ပဲရှိတယ်မြတ်စွာဘုရား